င်ပြေးတာအတန်ဟိုတနေ့ကဟိုပြီးခဲ့တဲ့ဘက်ကလွှင့်တာအတန်တွေကတုံလို့ဖြစ်မင်္ဂလာပါတခါကြီးတဲ့တမဦးစင်အစင်ပြေးလာကြည့်ရတာအတန်တွေပါတွေတုံနေသေးလားအကောင့်ကတခုကပြတ်သွားတော့လိုက်လွှင့်မရလို့ဒီဖုန်းနဲ့လွှင့်တယ်ဒီဖုန်းက Wi-Fi ဆွဲအားသိမ့်မကောင်းကြည့်လို့အဆင်ပြေတယ်အဲ့ဒါဆိုကောင်းတာဗောနော်ကြည့်လို့အဆင်ပြေတယ်ဆိုကောင်းတယ်ဥစား3ချိန်ပဲကြံတော့တယ်နော်3ချိန်ပဲကြံတော့တယ်ဆိုတော့ကျွန်တော်ကဒီညမွေးကနန်းလေးတွေကျွန်တော်ပြပေးမယ်မွေးကနန်းပြမိမယ်ဆိုတော့ဒါကျွန်တော်ကစားနေကြဟိုဒီ9ဆုံးခုနှစ်ထဲမှာလိုက်ထွက်မဲ့ကနန်းတစ်ခွက်နော်နောက်ဒီ9ဆုံးခုနှစ်ထဲမှာထွက်မဲ့ကနန်းတစ်ခွက်ဒီထဲမှာအတန်ကြည့်တယ်တင်ပါဗျာတင်ပါအဲ့ဒီမှာကျွန်တော်တို့ဒီ630နောက်နှစ်ကိုသူလိုက်ပေါက်တယ်နော်ပေါက်ပြီးတာနဲ့သူ့ရဲ့အောက်3ပွဲကျော်ကကဏ္ဍကလည်းနောက်နှစ်ကိုသူထွက်တယ်အဲ့ဒီထွက်ပြီးတာနဲ့သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့မွေးကဏ္ဍ6ခွန်ဆိုတဲ့အဲ့ဒီမွေးကဏ္ဍ6ခွန်ဆိုတဲ့ခါတောင်3လုံးကတနှစ်ကျော်ပြီးတော့ဟိုလိုက်ထွက်တယ်နော်မင်္ဂလာညချမ်းမှာလိုင်းကကြည့်မရတဲ့ဟိုဘက်ကမရမှမသိဒီဘက်ကမရမှမသိအဲ့ဒါမှကွက်ကြဒီကဏ္ဍကလည်းနောက်နှစ်ကိုထွက်တယ်သူ့ရဲ့အောက်3ပွဲကျော်ကကဏ္ဍကလည်းနောက်နှစ်ကိုထွက်တယ်ထွက်ပြီးတာနဲ့အဲ့ဒီကဏ္ဍနှစ်ကွက်ကြားထဲမှာရှိတဲ့ခါလဲကောင်6ခွန်ဆိုတဲ့ကဏ္ဍကတစ်နှစ်ကျော်မှာ6ခွန်သူထွက်တယ်နော်6ခွန်ထွက်တယ်တဲ့သူထွက်ရင်6ခွန်လို့ထွက်တယ်ဒီမှာလဲသူက6ခွန်လို့သူကအတဲ့ပဲသွားတယ်နော်6ခွန်ကိုဒီမှာ6ခွန်လို့ထွက်တယ်ဒုတိယကကျွန်တော်တို့ဒီမှာ664ရနောက်နှစ်ကိုလာထွက်တယ်နော်ထွက်ပြီးတော့ねသူ့ရဲ့အောက်3ပွဲကျော်မှာရှိတယ်63ခွန်ကလည်းနောက်နှစ်ကိုသူလိုက်ထွက်တာပဲအဲ့ဒီထွက်ထားပြီးတဲ့ဒီကလေးနှစ်ကွက်ထွက်ထားတဲ့အလေကောင်မှာရှိတဲ့9နှစ်8ဆိုတဲ့ကဏ္ဍတည်9နှစ်8တည်နောက်ကနေပြန်ကောက်9နှစ်8လို့သူပြန်ထွက်တယ်နော်အဲ့တော့အတက်ကောက်လိုက်ရတယ်ဒီလိုကောက်လိုက်အောက်ကနေလှမ်းပြီးတော့ခွန်68နော်ခွန်68 8နှစ်5နော်အောက်ကနေလှမ်းတက်8နှစ်5နော်ဒဲထွက်တယ်ဒီမှာမနစ်က2ကွက်ဖြစ်တယ်အဲ့ဒီပုံစံမျိုး၄တစ်ခွန်ကနောက်နှစ်ကိုထွက်တယ်သူ့ရဲ့အောက်3ပွဲကျော်မှာရှိတယ်960နောက်နှစ်ကိုထွက်တယ်နော်ကြားလက်ကောင်မှာရှိတယ်ခွန်9 3ညဆိုတဲ့3ညခွန်5ပေါ့နော်3ညခွန်5ဆိုတဲ့ကဏ္ဍတစ်ကွက်3ညခွန်5တဲ့ပေါ့နော်3ညခွန်5တဲ့တစ်ကွက်ထွက်တယ်နော်3ညခွန်5ဆိုတဲ့ကဏ္ဍလေးတစ်နှစ်ကျော်ဒီနှစ်ထဲကိုထွက်မလာသေးဘူးနောက်တစ်ခွက်ကကျွန်တော်တို့ဒီ930ကလည်းနောက်နှစ်ကိုလိုက်ထွက်တာပဲထွက်ပြီးတာနဲ့သူ့ရဲ့အောက်3ပွဲကျော်မှာရှိတဲ့930နောက်နှစ်ကိုသွားတာပဲနော်သူသွားပြီးကြားလက်ကောင်မှာရှိတဲ့ကဏ္ဍခွန်3ညဆိုတဲ့ဒီကဏ္ဍကလည်းအောက်ကနေလှန်ကောက်ရင်3ညခွန်ဆိုပြီးတော့သူကထွက်ကမယ်နော်3ညခွန်ဆိုပြီးထွက်ကမယ်ဆိုတော့အပေါ်မှာ3ညခွန်တော့မထွက်ဘူးခွန်3ညတော့ထွက်ထားတာတော့ရှိတယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကြံနေခဲ့တဲ့ကြံတဲ့ဒီ3ချိန်မှာဒါထိုးချင်ထိုးနော်ဒီကဏ္ဍဒီနောက်နှစ်ကိုပေါက်ကမယ်အောက်3ပွဲကျော်ကကဏ္ဍကလည်းနောက်နှစ်ကိုထွက်ပြီးရင်ခွန်6ချစ်ဒီတစ်နှစ်ကျော်မှာဒဲထွက်တယ်နော်ဒီမှာ864ရနောက်နှစ်ကိုပေါက်တယ်သူအောက်3ပွဲကျော်မှာရှိတယ်63ခွန်ကလည်းနောက်နှစ်ကိုထွက်တယ်ထွက်ပြီးရင်8နှစ်5ဆိုတဲ့ကဏ္ဍဒီတစ်နှစ်ကျော်မှာ8နှစ်5ဒဲထွက်တယ်နော်ဒီဘက်မှာက2မျိုးဖြစ်နေတာ930နောက်နှစ်ကိုထွက်တယ်အောက်3ပွဲကျော်က930ကလည်းနောက်နှစ်ကိုတစ်ခါသွားပေါက်တယ်ပြီးရင်အဲ့ဒီမှာကျွန်တော်တို့3ညခွန်ဆိုတဲ့ကဏ္ဍတစ်နှစ်ကျော်ထွက်ကြမယ်နောက်တစ်ချက်က၄တစ်ခွန်ဒီနောက်နှစ်ကိုထွက်တယ်အောက်3ပွဲကျော်မှာရှိတဲ့960ကလည်းနောက်နှစ်ကိုတစ်ခါရွှေ့တယ်ရွှေ့ပြီးရင်3ညခွန်5ဆိုတဲ့အဲ့ဒီ3ညခွန်5တဲ့ဒီတစ်နှစ်ကျော်မလာသေးဘူးနော်မလာသေးဘူးကြံ3ချိန်မှာဒါကြိုက်တဲ့လူတွေရှိရင်ဒါမွေးလို့ရတယ်နော်တပွဲ200ဘူးထဲမွေးဖို့ပဲတဲ့ပဲဟုတ်လားနော်ဒါလေးတစ်ချက်အဲ့ဒီမှာကျွန်တော်က3ညခွန်ကို3ညထိတ်ကိုဒီပွဲမှာ
ထက်ကစားအောင်မလားတုံညထိတ်ကလည်းရှိတယ်ရှိတယ်ဒီဆက်ကတော့တုံညခွန်6လို့ယူလို့ရတာဗောနော်ဒါပေမဲ့ကျွန်တော်ကဟိုနေ့မဖြစ်လို့ဒါကကျွန်တော်နှစ်ရေချားကိုက်အကျဉ်ရေချားကိုက်ကျွန်တော်စွဲထားတာပဲနော်သူကဒီနေရာမှာ၄ခါ3ပိတ်ရှိတယ်နော်တစ်ခါသူကနေအကျဉ်ကိုက်ဆင်းလာလိုက်၄ခါနဲ့3ပိတ်တစ်ခါအကျဉ်ကိုက်ပြေးဆင်းလာလိုက်ကျွန်တော်ဒီမှာ၄ခါနဲ့3ပိတ်ရှိတယ်အဲ့ဒီ၄ခါ3ပိတ်ဒီ၄ကိုကျွန်တော်ကနောက်ထောင်3လုံး6လို့ကျွန်တော်ယူမလို့နော်အဲ့ဒီမှာလေဒီ၄ကိုဇောင်းတပွဲကျော်မှာနောက်ထောင်3လုံး6လို့သူထည့်တာဟုတ်နော်အဲ့ဒီမှာလဲဒီ၄ခါကိုတဝင်းကျော်မှာနောက်ထောင်3လုံး6ဆိုတာ6အပိတ်နဲ့ဖြစ်မှာနော်အဲ့ဒီမှာတုံညထိတ်ကိုဘာလို့ကျွန်တော်ပြောတော့ဒီ3နောက်ပိတ်ကဒီ3လုံးကို8လို့သူကစားတယ်နော်တခါဒီ3နောက်ပိတ်ကလည်းသူ့အပေါ်မှာထဲစီ3လုံးကို8လို့ပဲသူကစားတယ်အဲ့ဒီနေရာမှာတကယ်လို့ဒီ3နောက်ပိတ်မှာ3ပါဝါဒီ3လုံး8ရှင်ရင်ဒီဘွဲကိုတုံညထိတ်စီထည့်လို့ရတယ်နော်အဲ့ဒီမှာကျွန်တော်တို့6ခါ8ခါဒါခွန်ခါထည့်မယ်ဆိုရင်ခုနကကျွန်တော်ပြောတယ်တုံညခွန်5တို့เนาะတုံညခွန်တို့ဆိုတဲ့ကဏ္ဍမျိုးတွေဒါထည့်ထိုးခြင်းထိုးလို့ရတယ်ဆိုတာပြောပြတယ်เนาะမကြိုက်ရင်လည်းမထိုးနဲ့အဲ့ဒါတွေကအရေးမကြီးဘူးအဲ့တော့မွေးကဏ္ဍကိုစာရွက်ထဲမှတ်ထားကျွန်တော်လည်းသိပြီးတော့ဟိုလည်းမဖြစ်ဘူးเนาะဒီပွဲမှာနောက်ပေါင်း9ရှိမှာနောက်ကျွန်တော်မိတ်ဆွေတွေကိုတဲ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြမယ်ကဏ္ဍတစ်ကွက်ရှိတယ်ဒီကောင်ကကျွန်တော်တို့6ခွန်5เนาะ6ဆုံးခွန်ဆုံး5ဆုံးကိုသွားမယ်မဆီနေတို့ဒီနားမှာနှစ်ထိပ်စီပရိရှစ်เนาะနှစ်ရှစ်ညုံပြအဲ့လိုပြောလို့လည်းရအဲ့လိုပြောလို့မရဘူးတဒီလိုပြောမှရမယ်ကျွန်တော်ကလည်းနှလုံးထဲဘောင်းမကျက်နော်အဲ့6ဆုံးခွန်ဆုံး5ဆုံးနော်နှစ်ပွင့်ချော့လာတာအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့9ထိပ်စီတစ်လုံး2လုံး3လုံးမြောက်သူကြတယ်เนาะနောက်ပေါင်း17အောက်မှာသူ9ထိပ်စီ3လုံးမြောက်ကြအဲ့ဒီနောက်ပေါင်း17ရဲ့အောက်မှာကြဒီ3လုံးကတို့8နောက်ပိတ်3လုံး8ရဲ့တပွဲကျော်9ထိပ်စီ1လုံး2လုံး3လုံးเนาะအဲ့ဒီ9ထိပ်စီ3လုံးက3လုံးနဲ့သူကစရင်ပြက်သွားတာအောက်မှာမရှိတော့ဘူးเนาะအဲ့9ထိပ်စီကအဲ့3လုံးပဲရှိတယ်အောက်မှာအဲ့9ထိပ်ကသူကပျောက်သွားပြီမလာတော့အစင်ပြေးလားမပြေးမှန်းနော်မပြေးမှန်းဆိုကျွန်တော်ကလည်းမှန်းနဲ့အဲ့မှာ9ပြီးတော့ကျွန်တော်တို့ဒီမှာ6အဲ့ဒီ6ဒီ6ထိပ်ဒီတစ်လုံး2လုံး3လုံးမြောက်ကြတော့ခုနကတော့17အောက်နော်နောက်ပေါင်း17အောက်မှာ9ထိပ်စီထောင်3လုံးက8ဒီမှာလည်းထိပ်စီထောင်3လုံးက18ပဲနောက်ပေါင်း10ရဲ့အောက်မှာကြာအဲ့ဒီ6က6 3လုံးမြောက်1လုံး2လုံး3လုံးအဲ့ဒီ3လုံးကြပြီးတော့တာ ਨੇ အဲ့ဒီ6ကအောက်မှာ6ထိပ်စီကအပြောက်သွားတယ်နော်ဒါဆိုဒီနှစ်ထဲမှာခွန်ထိပ်စီကကျွန်တော်တို့ဒီမှာ1လုံးထွက်သွားပြီအဲ့ဒီမှာဒီမှာ1လုံးခွန်ထိပ်စီ2လုံးထွက်သွားပြီဗျာနော်ကျွန်တော်တို့ကလိုချင်တာ3လုံးခွန်အဲ့ခွန်အဲ့2လုံးထွက်ပြီးတဲ့အောက်မှာခွန်1လုံးမှထိပ်ကထွက်မလာတော့နောက်ပေါင်း9ရဲ့အောက်ဆိုရင်ဒီဘွဲကိုကျွန်တော်တို့ထည့်ရတော့เนาะဆိုတော့နောက်ပေါင်း17အောက်1008ရဲ့တပွဲကျော်ဒီမှာလဲ1008ရဲ့တပွဲကျော်နောက်ပေါင်း10ရဲ့အောက်ဒီမှာလဲ1008လို့ဖြစ်ပြီးနောက်ပေါင်း9လဲရိုက်ပြီသူ့ရဲ့အောက်မှာခွန်ထိပ်စီ3လုံးမြောက်ကဏ္ဍတစ်ခွက်ထွက်ကမယ်เนาะအဲ့ခွန်ထိပ်စီ3လုံးမြောက်ကဏ္ဍအဲ့ဒီမှာသူကဘယ်လိုပြောထားတော့ဆိုတော့ကျွန်တော်တို့နည်းနည်းစဉ်းစားရမှာတစ်ချက်တော့ရှိတယ်เนาะဘာလို့လဲဆိုတော့နေအဲ့ဒါကျွန်တော်နောက်မှရှင်းမယ်အဲ့တော့ဒီ9 3လုံးကြပြီထိပ်စီကြရင်ဒီကဏ္ဍဒီရှေ့1 2 3 4 5နှစ်မြောက်ကလည်း5နှစ်မြောက်တယ်လေတစ်နှစ်ကျော်သွားကဏ္ဍအဲ့လိုလုပ်ပါဒီကဏ္ဍဒီသူ့ရဲ့အရှေ့တစ်နှစ်ကျော်သွားကဏ္ဍ
အဲ့ဒီ9ထိပ်စီးနဲ့3လုံးမြောက်ကဏ္ဍဒီရှေ့တစ်နှစ်ကျော်ကဏ္ဍဖြစ်ပဲနော်အဲ့လိုဖြစ်လိုက်ရင်အဲ့ဒီကဏ္ဍဒီကျွန်တော်တို့ဒီနှစ်ထိပ်စီးဗရိတ်ဆက်ရှစ်တို့အဲ့ဒါတွေဒါတွေမယူတော့နဲ့9ဗရိတ်ရှေ့ပေါင်း9 9နောက်ပိတ်ရဲ့အထက်ဆောင်ကဏ္ဍနော်တို့ဒီ9ဗရိတ်နဲ့တန်းယူလိုက်လေရဒီကဏ္ဍဒီရှေ့တစ်နှစ်ကျော်ကဏ္ဍဒါဆိုရင်ဒီမှာ6တလုံးပြည့်ပြီ2လုံးပြည့်ပြီ3လုံးပြည့်ဒီကဏ္ဍဒီရှေ့တစ်နှစ်ကျော်ကဏ္ဍဖြစ်ကြပြီအဲ့မှာလည်းအတူတူပဲ9ဗရိတ်ပြီးတော့6ဗရိတ်နဲ့ရှေ့ပေါင်း8 4နောက်ပိတ်เนาะကျွန်တော်တို့ဒီ6ဗရိတ်ရဲ့ဇောင်းကဏ္ဍမယူလိုက်3 9ခွန်9ဗရိတ်ရဲ့ဇောင်းကဏ္ဍ9နှစ်9 6ဗရိတ်ရဲ့ဇောင်းကဏ္ဍ6ဗရိတ်ရဲ့ဇောင်းကဏ္ဍတစ်နှစ်ကျော်ပြီးတော့6ထိပ်စီ3လုံးမြောက်ကြရင်သူထွက်လာတယ်เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနေ့တည်းမှာခွန်ထိပ်ကတစ်လုံးနှလုံးထွက်ပြီးနောက်ထပ်တစ်လုံးကြံနေတဲ့ခွန်ထိပ်ဒီနေရာမှာထွက်ခဲ့ရင်ရှေ့တစ်နှစ်ကျော်ကဏ္ဍဖြစ်ကြနော်ရှေ့တစ်နှစ်ကျော်ကဏ္ဍကျွန်တော်ခွန်ပရိရဲ့ဇောင်းကဏ္ဍရှေ့ပေါင်းခွန်3နောက်ပိတ်ရဲ့ဇောင်းကဏ္ဍနော်ရှေ့ပေါင်းခွန်3နောက်ပိတ်ရှေ့ပေါင်း8 4နောက်ပိတ်ဇောင်းဒီမှာကြတော့ကျွန်တော်တို့ရှေ့ပေါင်း9 5နောက်ပိတ်ရဲ့ဇောင်းကဏ္ဍနော်ဟောအဲ့ခွန်9 5လို့ဖြစ်တာဒီမှာကြတော့6 8 4လို့ဖြစ်တယ်နော်ဒီမှာကြတော့ခွန်3လို့ဖြစ်တယ်အဲ့လိုဗရိတ်ခွန်ရဲ့မြင်းကောင်ကဏ္ဍဒီကောင်ကိုယူလို့ရတယ်အဲ့ဒီမှာတစ်ချက်သတိထားရမှာဒီကဏ္ဍဒီပြန်ကြကဏ္ဍဖြစ်နေတယ်နော်အဲ့ဒီနေရာမှာ630ဒီတစ်နှစ်ကျော်သွားပေါက်တော့အဲ့ဒီပေါက်တဲ့630ကသူကတော့ပြန်ကြကဏ္ဍမဟုတ်ဘူးဒါပေမဲ့နှစ်ခါကြတဲ့ကဏ္ဍဖြစ်နော်တကယ်လို့မြန်ဒီနေရာမှာ8ခွန်နှစ်ကိုစွဲမထည့်ပဲနဲ့ပြန်ကြတဲ့ကဏ္ဍကျသွားမယ်ဆိုရင်လေသူကရတယ်နော်ပြန်ကြမယ်ကဏ္ဍကြမယ်ဆိုရင်အဲ့ဒီမှာခွန်နှစ်ဆိုတဲ့ကဏ္ဍတစ်ခွက်ပဲရှိတယ်ပဲရှေ့တစ်နှစ်ကျော်อ่ะနော်တစ်နှစ်ကျော်ခွန်နှစ်တစ်နှစ်ကျော်ကဏ္ဍကခွန်နှစ်တစ်ခွက်ထဲလာပေါက်ထားတာကျန်တဲ့ကဏ္ဍမပေါက်ထားသေးဘူးနော်ကျွန်တော်တို့လုံအောင်တော့ထိုးခွန်နှစ်နဲ့ခွန်8နှစ်เนาะကျွန်တော်တို့ဒီကဏ္ဍပို့ကြိုက်တယ်ခွန်2 8ပို့ကြိုက်တယ်เนาะခွန်2ဒီ9ထိပ်က2ကြိမ်မှာ9ထိပ်ထွက်တာ2ကြိမ်မှာ6ထိပ်ထွက်တာ2ကြိမ်မှာ3ထိပ်ခွန်ထိပ်ထွက်တာเนาะအဲ့တော့ခွန်6 5အဲ့ဒီ9ဒီ2ကြိမ်ကနေပြီးတော့စရေလိုက်ရင်1 2 3เนาะ3လုံးတကယ်လို့ဒီ9ကလည်း2ကြိမ်မှာထွက်တဲ့ဒီ6ကလည်း2ကြိမ်မှာထွက်တာ6ထိပ်တစ်လုံးနှလုံး3လုံးဒါဆိုရင်ဒီ2ကြိမ်မှာထွက်တဲ့ကောင်ကိုယူမယ်ဆိုရင်အပေါ်ကတစ်လုံးကိုကျွန်တော်တို့မယူဘဲနဲ့ထားမယ်ဆိုရင်ဒီခွန်ထိပ်က2လုံးပဲရှိအောင်မယ်လို့တွေးမိရင်ဒီပွဲထိုးစရာမလိုသေးဘူးတကယ်လို့အဲ့ဒီလိုမှမဟုတ်ဘူးအပေါ်မှာရှိတဲ့ခွန်တစ်လုံးကိုပဲထည့်ပြီးရေးမယ်ဆိုရင်အချိန်ကတိတ်မရှိတော့ဘူးเนาะအဲ့ဒါကြောင့်မလို့အပေါ်မှာရှိတဲ့ခွန်တစ်လုံးကိုပါထည့်ပြီးရေးမယ်ဆိုရင်ဒီနေရာမှာခွန်3လုံးမြောက်ပြည့်သွားနိုင်တယ်ခွန်တဲ့ဒီ3လုံးမြောက်ပြည့်သွားတာနဲ့ကျွန်တော်တို့ကအရှိတစ်နှစ်ကျော်ကဏ္ဍကိုယူရမယ်အဲ့မှာခွန်4 8တို့နောက်ခွန်2 8တို့နောက်ခွန်3ညာ9ခွန်5ခွန်နော်ဒါတွေအများကြီးပေါ့ခွန်ပါတဲ့ကဏ္ဍနေနော်ဒါတွေဟုတ်လားတော့ကျွန်တော်ကအဲ့ဒါကိုမလိုချင်ဘူးလိုချင်တာကခွန်ထိတ်ကိုဒီပွဲကိုကစားခြင်းတယ်နော်ခွန်ထိတ်ကိုကစားခြင်းတယ်ဆိုတော့ကျွန်တော်မိတ်ဆွေဒီကဏ္ဍလေးတွေတော့ထိုးပဲနော်ခွန်2 8နော်နောက်ခုနပြောတဲ့3ညခွန်5 3ညခွန်နော်ဒီနှစ်ကွက်ကတော့မွေးဖို့ပါနော်ဒါလေးရဲ့နှစ်ကွက်မွေးဖို့ဒီနှစ်ကွက်ကတော့ဒီပွဲထိုးဖို့နော်အဲ့ဒါကတစ်မျိုးမွေးကဏ္ဍနောက်တစ်ကွက်ကျွန်တော်ထပ်ပြပေးဦးဒါလည်းကျွန်တော်ဖမ်းတော့ဖမ်းတာပဲအချိန်ကြီးကကျွန်တော်ဖမ်းတော့ဖမ်းတယ်ဒါပေမဲ့အချိန်ကြီးကကျွန်တော်မှနည်းနည်းလေးအချိန်ကြီးကတိတ်မနည်းမဖြစ်ဘူးဒါပေမဲ့အချိန်ကမရှိတော့ဘူးဆိုတော့ပြလိုက်တော့မယ်
ခွန်6 5เนาะဒီကောင်ကအနှစ်20လိုင်းဒီကောင်အနှစ်20လိုင်းခွန်ဆုံး6ဆုံး5ဆုံးတုံညခွန်အလဲကြိုက်တယ်ကြိုက်တယ်တော့ထဲကစားဖို့ပဲเนาะကျွန်တော်ပြောတဲ့ကဏ္ဍလေးအဲ့ဒီနှစ်ထဲမှာနှစ်ဥမာတော့ကကျွန်တော်ပြောခဲ့တယ်အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့86ခွန်เนาะ865ဆိုတဲ့ကဏ္ဍတစ်ခွက်အော်တိုလိုက်ပေါက်တယ်အဲ့ကျွန်တော်တို့ခွန်ပြီးတော့ကျွန်တော်တို့ဒီ6ဆုံးတဲ့ခုနှစ်ထဲမှာလည်းအဲ့ဒီလိုပဲ865ဆိုတဲ့ကဏ္ဍတစ်ခွက်အော်တိုလိုက်ပေါက်တာเนาะအဲ့ဒီ9ဆုံးတဲ့ခုနှစ်ထဲမှာလည်း865ကသူကအော်တိုထွက်တာပဲအဲ့ဒီကောင်ထွက်ပြီးသွားရင်သူကဘာဖြစ်လဲဆိုတော့အဲ့ဒီ665လို့ထွက်ပြီးသွားတာ ਨੇ သူ့ရဲ့ရှေ့2နှစ်ကျော်မှာခွန်94ဆိုတဲ့ခွန်49ဆိုတဲ့အထောင်ဒီเนาะသွားထွက်တယ်ဒီ665နဲ့2နှစ်ကျော်မှာထိပ်စည်းတောင်3လုံးက665ထွက်တဲ့နှစ်ထဲမှာလိုက်ထွက်တယ်အဲ့ဒီမှာလဲ665ထွက်တယ်665ထွက်တိုင်းမဟုတ်ဘူးเนาะဒီ80ခွန်2006 2025ဒါနှစ်ရေအကြိုက်ပဲလိုက်ရေကြည့်လိုက်အဲ့မှာ66ခွန်ဒီမှာလဲ856ပေါ့เนาะ665ထွက်ပြီးတာ ਨੇ သူကနေနှစ်ပွဲကျော်မှာ945ဆိုတဲ့ကဏ္ဍဒီနှစ်နှစ်ကျော်မှာ945 954လို့သူထွက်တယ်เนาะ954လို့ထွက်တယ်တဲ့တခါအခုကျွန်တော်တို့နှစ်ရေကြိုက်ဒီနှစ်ထဲမှာလဲ665ဒါနှစ်ဥမှာကျွန်တော်ပြောဘူးပါတယ်665အော်တိုလိုက်ပေါက်နိုင်တယ်စိုက်ရှိတယ်ကျွန်တော်ထုတ်လဲကစားဘူးတယ်665ထွက်ပြီးတာ ਨੇ သူ့ရဲ့နှစ်ပွဲကျော်မှာရှိတယ်455ဆိုတဲ့အထောင်ဒီနှစ်ထဲကိုလိုက်ထွက်မလားနော်ဒါကကျွန်တော်တို့ဒီလိုတွေးပြီးတော့ယူလိုက်တယ်တစ်မျိုး665ထွက်ပြီးတာ ਨੇ ဒီ445ဒီနှစ်ကျော်ထွက်ကမယ်ဒီ665ထွက်တယ်နှစ်ကျော်က945ကလည်းနှစ်ကျော်မှာထွက်တယ်ဒီ665ထွက်တယ်သူ့ရဲ့နှစ်ကျော်မှာရှိတယ်94ခွန်ကလည်းနှစ်ကျော်မှာထွက်တယ်အဲ့ဒီမှာနောက်တစ်မျိုးကျွန်တော်တွေးကြည့်တာကကျွန်တော်ဒီ9ခါ6ထိပ်6ပိတ်เนาะ9ခါ6နောက်ပိတ်အဲ့ဒီ9နောက်ပိတ်ရဲ့အောက်ဆောင်9ခါရဲ့ဘယ်လိုဒီ6နောက်ပိတ်ရဲ့တပွဲကျော်မှာရှိတယ်ခင်ဗျချစ်ထိပ်စီကျွန်တော်တို့တစ်လုံးနှလုံးဒီနှစ်ထဲမှာရှစ်ထိပ်စီကနှလုံးပဲထွက်သွားတာအဲ့ဒီရှစ်ထိပ်စီနှလုံးမြောက်ထွက်တယ်ထွက်တော့သူကဒီ9ခါ6နောက်ပိတ်နဲ့အချိန်ကိုက်မှာထွက်တယ်ထွက်ပြီးမှသူ့ရဲ့နှစ်ပွဲကျော်ပါကဏ္ဍ94ခွန်ကိုထွက်တာလားဒုတိယကမှလည်းအဲ့ဒီတိုင်းပဲဒုတိယကမှရှစ်ထိပ်ကတစ်လုံးနှလုံးသုံးလုံးဖြစ်သွားတယ်အပေါ်မှာမရှိဘူးအဲ့ဒီရှစ်ထိပ်စီ3လုံးမြောက်ထွက်ပြီးတော့မှသူ့ရဲ့နှစ်ကျော်က9ခါ6နောက်ပိတ်လို့ဖြစ်ထားတဲ့အောက်တပွဲကျော်ပါကဏ္ဍ454ကိုမြတစ်နှစ်ကျော်မှာထွက်တယ်လားအဲ့လိုပဲကျွန်တော်တို့ဒီဘက်မှာကျတော့ရှစ်ထိပ်က2လုံး3လုံးနော်ဒီဘက်မှာကျွန်တော်တို့ရှစ်ထိပ်စီ4လုံးကို1 2 3 4လုံးမြောက်ကိုယူလိုက်ရင်ဒီမှာ898မှာထွက်တယ်9ခါ6နောက်ပိတ်နဲ့အချိန်ခိုင်းမှာအဲ့ဒီ8ကထွက်တာထွက်ပြီးတာနဲ့သူ့ရဲ့နှစ်ပွဲကျော်မှာရှိတဲ့ကဏ္ဍ1ခွန်8ဆိုတဲ့ကဏ္ဍဒီနှစ်ကျော်ကိုထွက်မလားနော်အဲ့ဒီကောင်ကိုကျွန်တော်ခွန်ထိတ်နဲ့ကျွန်တော်တို့ထည့်မယ်ဒီဘက်မှာကျွန်တော်ခွန်ထိတ်စီကြိုက်တယ်နော်ခွန်8တစ်လို့ထည့်မယ်နောက်ပြီးတော့ခုနကကဏ္ဍ4 5 ပေါ့နော်အဲ့ဒါလေးရတစ်ချက်ဒါလေးသတိထားခွန်8ကကျွန်တော်ခွန်ထိတ်3လုံးမြောက်ဒီဘွဲကစားခြင်းလို့နော်ခွန်ပါနိုင်တယ်လို့လည်းတွေးတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီကဏ္ဍနှစ်ကွက်ကတော့ကျွန်တော်မိတ်ဆွေတွေဒီကောင်တွေမွေးကဏ္ဍနော်အခုနောက်ကျွန်တော်တို့ခွန်8 1 455နော်4ထိပ်ကတဲ့4ထိပ်ကဒီနားမှာစိုက်လွယ်လေးတစ်စိုက်တော့ရှိတယ်4ထိပ်ကလွယ်လေးတစ်စိုက်ရှိတယ်4ထိပ်ကတဲ့ကျွန်တော်တို့ဒီနားမှာနောက်ပေါင်း6လို့ရိုက်တယ်နော်တစ်ခါနောက်ပေါင်း6ကနောက်ပေါင်း6လို့ပဲထွက်တယ်တစ်ခါအချိန်ငယ်ပြန်ဆင်းလာလိုက်ရင်ဒီမှာနောက်ပေါင်း9ဒီနေရာနောက်ပေါင်း9လို့မြန်သူပေးအောင်မလားဘာလို့လဲဆိုတော့သူကဒီနောက်ပေါင်း6ရဲ့ပါသူ့အောက်မှာ1ထိပ်လို့ထည့်လိုက်တာ
ဒါတည်းတင်ထားတဲ့ဆရာရှိရင်လေကျွန်တော်ပြောနော်ကျွန်တော်ဟိုနေ့မဖြစ်နဲ့အပြစ်မပြောနဲ့ဒီလိုအနီးဆိုင်တွေကတခြားဆရာတွေဆွဲတင်တာများလို့ကျွန်တော်တိတ်ပြီးတော့မပြဘူးတစ်ခါတလေဒီ6ဒီ6လို့ရိုက်တာဒီ6ဒီ6ဒီမှာလဲဒီမှာ9ရိုက်သွားလို့ဒီ9မလားနော်နှစ်ခတ်တော့ဖြစ်သွားပြီဒီ6ရဲ့ပါဝါတစ်ထိတ်ဒီ6ရဲ့ပါဝါတစ်ထိတ်ဒီနောက်9ရဲ့ပါဝါဒီဘွဲ4ထိတ်စီးထည့်မလားထည့်လိုက်ရင်ဒီ3လုံးဒီသူက4လို့ပဲရိုက်တယ်ဒီ3လုံးကလည်းသူက4လို့ပဲဖြစ်တယ်နော်ဒီမှာဒီ3လုံးက4လို့ထည့်ချင်တာနဲ့သူက4ပါဝါနောက်9ကအရင်ထည့်သွားတာဟုတ်နော်အဲ့ဒီနောက်9အရင်ထည့်သွားတော့ကျွန်တော်တို့ကဒီမှာ1ထိတ်1ပါဝါနောက်6 1ပါဝါနောက်6ဒါဆိုရင်4ပါဝါနောက်9ဆိုတာသူကကစားသွားချင်တယ်လားကျွန်တော်တို့4ထိတ်တစ်လုံးကိုတော့ဒါယူလိုက်မယ်နော်4ထိတ်တစ်လုံးကိုယူလိုက်မယ်ဆိုရင်ခုနကကျွန်တော်ပြတဲ့မွေးကနန်းကိုဒါ455လို့ထည့်လို့ရတယ်လို့ကျွန်တော်ပြောချင်တာနော်ထည့်ချင်လဲထည့်ပေါ့မထည့်ချင်တော့လည်းမထည့်နဲ့ပေါ့နော်အဲ့ဒါက4ထိတ်ကုန်ထိတ်ပြ455နောက်ဒီကနန်းကိုကျွန်တော်နောက်6နဲ့ယူတယ်နော်ဘာလို့နောက်6နဲ့ယူလဲဆိုတော့ကျွန်တော်ဒီနားမှာလွယ်လေးပဲနော်4ပါဝါ89နော်4ပါဝါ89ဒီမှာ4ပါဝါ89ဒီမှာလည်း4ပါဝါ89အောင်9လို့ပဲရိုက်တယ်အဲ့4ပါဝါ89ဒီဇောင်းကိုတက်သွားလိုက်နော်83အတွဲသူ့ရဲ့ဇောင်းတက်သွားလိုက်82အတွဲဒါဆိုရင်ကျွန်တော်တို့ဒီဘွဲဒီဇောင်းကိုတက်သွားလိုက်ရင်81အတွဲဆိုပြီးသူထွက်သွားလို့ရတယ်နော်81အတွဲလို့သူထွက်သွားလို့ရတယ်ဆိုရင်နောက်6ဆိုတာကိုသူကပြောတာဟုတ်နော်အဲ့ဒီနောက်9စာရွက်ကပဲရောက်သွားတော့မှနောက်တစ်ဆိုင်ရှိပါသေးတယ်ကျွန်တော်လဲနောက်9ဒါနော်ဒါခုနကကျွန်တော်ပြောတဲ့နောက်9ဒီ4ထိပ်စီကိုနောက်ပေါင်း4 8လို့ထွက်သွားရင်တော့ကျွန်တော်တို့မပြောတတ်ဘူးပေါ့ဒါ4 8 1လို့ထွက်သွားရင်တော့ကျွန်တော်လည်းမပြောတတ်ဘူးနော်ဒီ site ကတော့နောက်9ကို8နဲ့9ခိုင်းတယ်ဒီ site ကတော့နောက်ပေါင်း9ဒီနောက်ပေါင်း9လို့ကြာတယ်နော်အဲ့ဒါတော့ကိုယ့်အကိုစဉ်းစားဒါကစင်းကြောင်းတွေဖြစ်မြင်ရတော့ကဲမြင်ရတဲ့အချိန်မှာမြင်ရတဲ့အချိန်ပြောပြဘာမှမြင်ရဘူးလေပြတ်သွားပြီသူနောက်ပေါင်း9လို့ဟုတ်ပါကျွန်တော်ဖုန်းမှာလည်းပြတ်နေတယ်လိုက်မကောင်းဘူးတဲ့စင်းကြောင်းတွေမြင်ရတော့မြင်ရတဲ့အချိန်မှာအဆင်ပြေရင်ပြောနော်လိုင်းရအဲ့ဒါကြောင့်မို့ကျွန်တော်ဒီဖုန်းနဲ့မလွတ်တာချိတ်ဆက်မှုနှီးနေတယ်ကြည့်မရဘူးတဲ့ရှင်းတော့ရှင်းသွားသလားလို့ဟုတ်ပါရပြီလားရရင်တစ်ဆိုင်လောက်ပြတော့ပြီမရသေးဘူးမရသေးဘူးလားထားရတက်ရောက်လောက်မှန်းပြမြန်မာပြည်လူတွေကိုမန်းခိုင်းလို့အဆင်မပြေဘူးဘာလို့လဲဆိုတော့မြန်မာပြည်သူ့ရှီရမကောင်းမှမသိကိုယ့်ရှီရမကောင်းမှမသိကျွန်တော်တို့ထိုင်းရဆိုရင်တော့တယောက်မကောင်းဆိုရင်ဒီအကုန်သိရပြီဆိုရင်ဒီဆိုင်လေးတစ်ဆိုင်ပြပြီးဆင်းတော့မယ်နော်ချိန်လည်းကြာသွားပြီရှင်းလာပြီကိုတဲ့အဆင်ပြေပြီဟုတ်ပြီဒီကောင်လည်းအချိန်ကြီးကြိုက်ပဲနော်ဒါအချိန်ကြီးကြိုက်ကျွန်တော်တို့ဗရိတ်9 6ထိပ်တို့ဒီမှာဗရိတ်9 9ထိပ်နော်ဒီဗရိတ်9 8ထိပ်စီထွက်တယ်6ထိပ်9ထိပ်8ထိပ်သူ့စောင်းမှာဗရိတ်9နော်ဒီ9ထိပ်စီစောင်းမှာဗရိတ်9
6တိတ်ဆောင်မှာပရိန်ငါတွန်းနေရေးလိုက်ပေါ့ဗျာ1 2 3 4 5 6ချိန်ပေါ့နော်ဒီကနန်းပြန်ကြကနန်းဒီကနန်းပြန်ကြကနန်းသူကနေအောက်ကိုဆင်းလာလိုက်ကျွန်တော်တို့1 2 3 4 5 6ချိန်ပြန်ကြကနန်းလားနော်ပြန်ကြကနန်းလား8 9 6လားကျွန်တော်အဲ့လိုထည့်ထားတယ်ဘာလို့လဲဆိုတော့8 9 6ကိုတော့တိတ်တော့မကြိုက်ဘူးဒါပေမဲ့ပြန်ကြကစားခြင်းရင်ပေါ့သူကဒီ8ထိပ်စီเนาะကျွန်တော်တို့ဒီမှာ6ထိပ်ဒီမှာ8ထိပ်စီဒီမှာ9ထိပ်ဒီမှာ8ထိပ်စီဒီမှာ8ထိပ်ကစားထားတာเนาะအဲ့ကနေကျွန်တော်တို့ဒီဘက်မှာ193ညဇောင်း3လုံးက10လို့သူထွက်တယ်เนาะ10ပြီးတော့ဒီမှာ1 5 3ဆိုတော့9ဒီ3လုံး3ညလို့ထွက်ပြီဒီ3လုံးကသူက9လို့ထွက်တယ်အခုတခါကျွန်တော်တို့ဒီမှာဒီ3လုံးက1ခွန်3ညဆိုတော့8လို့သူထွက်တယ်နော်အဲ့ဒီ3လုံး8ဒီ3လုံး9ဒီ3လုံးက10သူ့ဘေးမှာ9ခွန်နောက်ပိတ်နော်9ခွန်နောက်ပိတ်ကိုတခါဒီမှာ8ခွန်နောက်ပိတ်လို့ဖြစ်တယ်နော်9ခွန်နောက်ပိတ်8ခွန်နောက်ပိတ်တခါဒီမှာခွန်နောက်ပိတ်နှလုံးဖြစ်တယ်အဲ9ခွန်8ခွန်လို့ထွက်တယ်သူ့ရဲ့တပွဲကြော်ကျွန်တော်9ပရိရဲ့ဇောင်းမှာ3ည36ဆိုတဲ့ကဏ္ဍပြန်ကြနော်3ပါတဲ့ကဏ္ဍကြရပြီနောက်တစ်ခါဒီမှာ9ခွန်ပရိ9ပေါ့နော်ကျွန်တော်8ခွန်ဖြစ်တယ်တပွဲကြော်မှာ935ဆိုတဲ့ကဏ္ဍဒါပြန်ကြကဏ္ဍမယ်နော်3ပါတဲ့ကဏ္ဍနေပြန်ကြတယ်3ပါတဲ့ကဏ္ဍနေပြန်ကြတယ်ဆိုတော့အခုကျွန်တော်တို့ဒီမှာခွန်လည်းဖြစ်ပြီးပရိ9လည်းဖြစ်ပြီးသူ့ရဲ့ဇောင်းဒီပွဲမှာပြန်ကြကဏ္ဍ3ပါတဲ့ကဏ္ဍဆိုရင်ကျွန်တော်အမြဲတမ်းမွေးထိုးခိုင်းနေတဲ့930ပေါ့နော်930နဲ့ကျွန်တော်392ဒါမျိုးတွေကစားလို့တော့ရတယ်ဒါပေမဲ့3ပါတဲ့ကဏ္ဍပြန်ကြဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေတတိထားပေါ့ကျွန်တော်တို့တခုပြန်ကြတယ်ကတော့အများကြီးပေါ့နော်ဆွဲပြမယ်ဆိုရင်အများကြီးရှိတယ်ကျွန်တော်ကဏ္ဍပဲကျွန်တော်ထည့်မယ်3993နော်ဒီကဏ္ဍပဲကျွန်တော်အပတ်တိုင်းထိုးခိုင်းတယ်အဲ့ဒီမှာ3ပါတဲ့ကဏ္ဍပြန်ကြရင်ကြမကြရင်တခြားကဏ္ဍလည်းကြကျင်လေကြသွားလို့ရတယ်နော်ဘာလို့986ထည့်တာတော့ဆိုတော့ကျွန်တော်ဒီ630 935 986လို့ကျွန်တော်ဒီ3ခွက်ကိုအဲ့ဒီကဏ္ဍ3ခွက်ကိုဒီမှာ630 935 986လို့ကျွန်တော်ထည့်ချင်တာနော်အဲ့ဒီ630 935 986တကယ်လို့အဲ့ဒီလိုမယူဘဲနဲ့တို့ဒီ630ကိုယူမယ်ဒီ630ကနေကျွန်တော်တို့3နှစ်ကျော်အချိန်ခိုက်ကိုကျွန်တော်တို့ဆွဲချလိုက်ရင်630 935သူကနေအောက်ကို3ပွဲကျော်39ခွန်ဒါလည်းယူလို့ရတယ်နော်အဲ39ခွန်ကလည်းခုနကကျွန်တော်ပြောတယ်ခွန်ထိတ်လို့လာရင်ရှေ့တစ်နှစ်ကျော်ကကဏ္ဍဆိုရင်39ခွန်ရှိတယ်နော်အဲ့တော့ခွန်ထိတ်စီ3လုံးမြောက်ပြည့်ရင်ရှေ့တစ်နှစ်ကျော်ကကဏ္ဍကိုကျွန်တော်ခုနကခွန်8နှစ်ကိုယူပြတာ39ခွန်ရှိတယ်နော်အဲ့ကောင်ကိုခွန်ထိတ်နဲ့ထက်ခွန်39နော်30ပိတ်လေအဲ့ဘက်အပတ်တိုင်းပိတ်တယ်ကျွန်တော်လည်းအဲ့အပွဲတိုင်းထည့်ပေးတာအဲ့ကောင်နားအေးတာအဲ့ဒီမှာကိုယ့်ကိုပြန်ကြည့်ကြည့်နော်ကျွန်တော်တို့9ပရိတ်ဆောင်မှာပြန်ကြ9ပရိတ်ဆောင်မှာပြန်ကြ9ပရိတ်ဆောင်မှာပြန်ကြနော်ခွန်ပိတ်နှလုံးထောင်တပွဲကျော်ပြန်ကြခွန်8တပွဲကျော်ပြန်ကြခွန်9တပွဲကျော်ပြန်ကြနော်ပြန်ကြမကြရင်လည်းမသိဘူးနော်ကဲဒီလောက်ပဲကျွန်တော်တို့တော်ကြတာပေါ့များလဲများသွားပြီဩဂနန်းကိုဝယ်ရမလို့နော်ဩဂနန်းဝယ်ရမလို့တချို့ကမေးတယ်ဘယ်လောက်ဝယ်ရမှာတော့ပါတော့ကျွန်တော်မရောင်းပါပွဲတိုင်းကျွန်တော်မရောင်းကျွန်တော်390တုန်းကတပွဲပဲအချိန်20ရလား21ကလားမသိဘူးကျွန်တော်390တပွဲပဲကျွန်တော်ရောင်းလိုက်တာနောက်ပိုင်းကျွန်တော်မရောင်းဘူးနားနေ့ကျွန်တော်ဩဂနန်းကိုတင်ပေးမယ်ဩဂနန်းကိုနားနေ့ကျွန်တော်တင်ပေးမယ်စိုက်တရဆွဲထားပြီးသားမလွှင့်သေးတာနော်ဖြည်းဖြည်းပေါ့စိုက်ကဆွဲထားပြီးသားမလွှင့်သေးတာ
3ရှစ်တယုံလာနိုင်လားဆရာ3ရှစ်တလုံး3ရှစ်တလုံးရှစ်တောင်ကြိုက်သေးဗျာနော်ကျွန်တော်ခဲတဲ့ရေမြင်ရောမြင်ရတာကလေခုနှစ်3ညခွန်ငါ3ညခွန်ရှစ်တစ်455နောက်ပေါင်း6လေးရှိတယ်နော်ဒီကောင်လေးဆိုနောက်ပေါင်း6လေးရှိတာဆိုရင်နော်3ညပြောလို့မရအောင်ပြီးခဲ့တဲ့ပွဲကကျွန်တော်တို့ရှေ့ပေါင်း6ကြိုက်တာနောက်6နဲ့ထွက်တယ်4ကိုနောက်ပိတ်ကြိုက်တယ်ခါးနဲ့ထွက်တယ်ဘာမှမတတ်နိုင်ဘူးသူထွက်ရှင်ရသူထွက်တာဒါတွေကမွေးကနန်းနေနော်တစ်ခွက်နှစ်ခွက်သုံးခွက်၄ခွက်ဒီ၄ခွက်ကမွေးကနန်းဒီပွဲမလာလဲလာခြင်းတဲ့ချိန်လာလိမ့်နော်ဒီနှစ်ခွက်ကတဲ့ခက်ခဲဖြစ်လို့ချဲတစ်ခွက်လောက်ပေါက်ရှင်နေတဲ့မပူနဲ့ဒီပွဲပေါက်ကိုပေါက်မှာတစ်ခွက်သေးပေးမှာနော်ဒါတွေကအခုလောလောဆယ်ဆယ်ကကျွန်တော်မေးကြလို့ဗျာလိုက်မလွင်ဘူးလားမလွင်ဘူးလားမေးကြလို့ကျွန်တော်လွှင့်ပေးတာပုံမှန်ဆိုရင်ဒါတွေကမလိုဘူးဟိုမွေးကနန်းလေးတွေပြောချင်လို့နော်မွေးကနန်းလေးတွေပြောချင်လို့ဒီဘွက်တစ်ခွက်သေးပဲမပူနဲ့ချက်မထွက်ခင်တက်ရက်အပြေးလာတဲ့ပဲချမယ်ဗျာနောက်9နဲ့ပဲချမယ်ဒီပွဲရှုပ်ပြီးတာမပြီးတာသူ့အလုပ်ဒီကောင်ခွန်ထိတ်နဲ့နောက်9ဆိုရင်ဒီကောင်မစိုးဘူးเนาะတစ်နှစ်ကျော်ရကန်တယ်